တီကအမှန်တရားပြောတာโอเคကျင်းတို့ညီမတွေရှေ့ဝတ်တာရောအန်တီနဲ့ဆိုင်နေလို့လားအန်တီပူလောင်နေတာအာကြည့်မကောင်းဘူးအန်တီရဲ့ကြည့်မကောင်းဘူးငါနေ USA ငါနေ USA အန်တီနိုင်ငံက USA အန်တီရဲ့နော်အမိမြေကိုအခုလိုဘဝမေ့ပြီးတော့မှအမလေး USA မှာ17နှစ်နေပြီးတော့မှငါနေတာက USA မှာငါနိုင်ငံက USA အန်တီရဲ့ရှက်ဖို့ကောင်းလိုက်တာအန်တီရဲ့အသက်အရွယ်အရဆိုရင်အန်တီက USA မှာနေတာ17နှစ်ပဲရှိသေးတယ်နော်အန်တီရဲ့ဒီထဝက်ကျိုးနော်ထဝက်ကျိုးအတက်က အန်တီကမြန်မာပြည်ကမွေးဖွားပြီးမှမြန်မာပြည်မှာကြီးပြီးမြန်မာထမင်းမြန်မာရေကိုတောက်ပြီးတော့မှအန်တီကလူဖြစ်လာတာလေအမလေးအန်တီရဲ့စကားတွေကအရင်ရှက်စရာကောင်းတာပဲနော်အန်တီနော်ထနာထောက်မယ်အမလေးနိုင်ငံခြားမှာဘူးโอเคနေတော့ဘာဘလို့လူမျိုးတွေလဲအလကားတွေသူများထိုင်နေပြီပလိန်နော်နေတော့ကဘလို့လူမျိုးတွေလဲအားနေသူများကိုထိုင်ပြီးပလိန်နေတယ်အန်တီအခုချင်းတို့ညီမတို့အလက်ကတိလည်းမသိဘူးနော်ပတ်သက်မှုလည်းမရှိဘူးရင်းနှီးမှုလည်းမရှိဘဲနဲ့အန်တီချင်းတို့ညီမတွေကိုကြည့်ပြီးမှပူလောင်နေသေးတာပဲမဟုတ်ဘူးလားမာယာအဲ့လိုမျိုးပဲလေလူတဘာတူတယောက်ရဲ့အကြောင်းကိုပြောနေတဲ့သူတွေအားလုံးကလေအန်တီလိုစိတ်တက်ရှိလို့လေအန်တီနဲ့အလားတန်တူလို့လေနော်ကိုအချိန်ကိုယူပြီးမှတဘာတူအတွက်ကိုအချိန်ပေးပြီးစကားပြောနေတာအန်တီနဲ့တူလို့အန်တီရဲ့မာယာလေးကိုလိုက်တာသူတို့နေတော့ထမင်းစားတာအတူပဲလေချစ်ချင်းတို့လှုပ်စားချစ်ချင်းတို့ထမင်းချစ်ချင်းတို့စားတာအန်တီနဲ့ပတ်သက်မှုရှိလို့လားအန်တီတူပဲအန်တီဆိုတာဘယ်လိုလဲတော့မသိဘူးအခုမှအကောက်ထဲကိုဝင်ကြည့်မှအန်တီကချစ်ချင်းတို့ညီမတွေအားလုံးကို follower တွေလုပ်ပြီးတော့မှအန်တီပူလောင်နေတာအန်တီချစ်ချင်းတို့ရဲ့လှပမှုတွေချစ်ချင်းတို့ရဲ့ပြေးဆုံမှုတွေချစ်ချင်းတို့ရဲ့ဒီချမ်းသာကြွယ်ဝခြင်းတွေကိုလုံးဝကြည့်ရတာအန်တီတို့အရင်ပူလောင်နေဆိုအန်တီ block ထားလို့ရတယ်အန်တီနော် TikTok မှာသူများကိုထိခိုက်ရမျက်နှာကိုသူဘာမှမလုပ်ရင်ကိုချစ်ချင်းတို့ညီအမတွေကလေ TikTok ပေါ်မှာနော်လူတိုင်းကိုခေါင်းစားချေဆုံးပတ်ဆက်လောက်သွားဖို့တာချစ်ချင်းတို့ကလေကူညီပေးနေတာသူတပားကိုအခုအန်တီလိုမျိုးပေါ့နော်အကျဉ်းတန်ပြီးတော့မှပေါ့နော်ရှက်စရာကောင်းတဲ့စကားတွေတခါမှမပြောဘူးနော်အန်တီနော်ထနာထောက်မယ်အဲ့ဒါတင်လို့ရโอเคအော်အန်တီပါတယ်လို့သူများနေသူလူတွေလို့